လူအများကြီးပြည့်နေတဲ့ YBS လိုင်းကားတစ်စီးအချိန်မရွေးဖြစ်နိုင်တဲ့အန်ဒီရဲ့တစ်ခုရှိနေတယ်ခါပိုင်နိုင်တနေ့တင်လိုင်းကားပေါ်တက်နေချိန်လူထူထပ်နေပြီးအရန်ကိုဖိနှိပ်နေတယ်တစ်ချက်မသိလိုက်တာနဲ့တင်အိတ်ထဲကပစ္စည်းတွေပျောက်သွားနိုင်တယ်ဖုန်းမတွေ့တော့ဘူးပတ်စံအိတ်မတွေ့တော့ဘူးအဲ့ဒီအချိန်မှာ panic မဖြစ်ပါနဲ့ချက်ချင်းတတိထားပြီးလှုပ်ဆောင်ပါချက်ချင်းអော်ပြောပါခါပိုင်နိုင်လို့အတန်မြင့်မြင့်អော်လိုက်ပါဒါကြောင့်လူတွေတတိထားလာပြီးခိုးသူဖမ်းမိနိုင်ပါတယ်နှစ်ကားကူညီသူရန်ချင်းရန်မောင်းကိုပြောပါကားမောင်းသူကိုချက်ချင်းပြောပြီးကားကိုရပ်ပြီးဖို့တောင်းဆိုပါသုံးတန်တရားရှိသူကိုတတိထားကြည့်ပါကို့နာမှာလှုပ်ရှားသွားတဲ့လူတွေကိုတတိထားပါဒါပေမဲ့ကိုယ်တိုင်မတိုက်ခိုက်ပါနဲ့လေးအနည်းဆုံးရေးစခန်းတို့တိုင်ကြပါကားရပ်ပြီးတာနဲ့အနည်းဆုံးရေးစခန်းကိုတွားပြီး case ဖွင့်ပါအိတ်ကိုအရှိဘက်မှာပေးထားပါဖုံးပတ်စံကိုလုံခြုံအောင်ထည့်ထားပါလူထူတဲ့နေရာမှာအမြဲတတိရှိပါတတိရှိခြင်းကတင်ပစ္စည်းတွေကိုကာကွယ်ပေးနိုင်ပါတယ်လိုင်းကားစီးတဲ့အခါမိမထားပါနဲ့ stay alert stay safe မိတ်ဆွေတို့ရဲ့အတွေ့အကြုံကိုလည်း comment ထဲမှာဝင်ရောက်ဆွေးနွေးမျှဝေသွားနိုင်ပါတယ်ကျေးဇူးပါ